ကျမရဲ့အားကြရတဲ့အတော်ရဲ့ပွဲစဉ်ကိုကြည့်ဖို့အတွက်ကွန်ပျူတာခန်းထဲကိုနရံကျော်ပြီးခိုးဝင်ခဲ့ပါတယ်။ဒုတိယစက္ကန့်မှာပဲတယောက်ကကျမကိုတင်းတင်းကြပ်ကြပ်ဆွဲကင်လိုက်တာကြောင့်လန့်သွားပြီးနောက်ကိုလှည့်ကြည့်လိုက်မိတယ်။သူကကျမသဘောကျနေတဲ့ကောင်လေးမှန်းတီးလိုက်ရတော့သူလဲပွဲကြည့်ဖို့ရောက်နေတာပဲလို့ထင်လိုက်မိတယ်။အဲ့ဒီအချိန်မှာတိတ်ပြီးအာယုံမဆိုင်နိုင်တော့ပဲတငယ်ချင်းအတွက်တကားဖွင့်ပေးဖို့အမြန်ပြေးသွားခဲ့တယ်။အဲ့ဒီလိုနဲ့အတော်ရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုကိုအောင်မြင်ကြည့်နိုင်ခဲ့ပါတယ်။စိတ်လှုပ်ရှားနေလွန်းတာကြောင့်ကျမသူ့လက်ကိုကင်ထားမိမှန်းတောင်မသိလိုက်ဘူးပွဲပြီးတဲ့အထိအတန်းထဲမှာပဲဆက်ကြည့်နေခဲ့ကြတယ်။နေ့လယ်ပိုင်းမှာသူထိုင်ကုန်ကနေထသွားတော့ဆရာမတွေမြင်သွားပြီးအဖမ်းခံရမှာစိုးရိမ်တာနဲ့သူ့လက်မောင်းကိုဆွဲထားလိုက်မိတယ်။သူကဘာဖြစ်လို့လဲလို့မေးတော့ကျမလည်းကြောက်ရွံ့ဆောင်ပြီးလှည့်ပြောလိုက်ရတယ်။သူကဒါကိုမြင်တော့ပြန်ထိုင်ပေးရှာတယ်။အဲ့ဒီအချိန်မှာပဲအဆောင်ရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ထိတ်လန့်ပြီးသူ့ကိုဆွဲချကဝင့်နေလိုက်ကြတယ်။ကျမတို့ပုံနေတဲ့နေရာကမမြင်နိုင်တဲ့နေရာလို့ထင်ထားပေမဲ့အဆောင်ကကျမတို့ရဲ့တိုးတိုးလေးမေးလိုက်တဲ့အတန်ကိုကြားသွားပြီးဖြေလိုက်တဲ့အတွက်ကျောင်းအုပ်ကြီးစီခေါ်သွားခံရပါတော့တယ်။ကျောင်းအုပ်ကြီးကကျမတို့အတန်းပြက်ပြီးပွဲကြည့်မှန်းတည်သွားတဲ့အခါဒေါသထွက်ပြီးအားကစားကွင်းမှာအပတ်စဉ်ပြေးခိုင်းပါတယ်။ကျမပိုင်းနာတဲ့အယောင်ဆောင်ပေမဲ့ကျောင်းအုပ်ကြီးကရိပ်မိသွားပြီးကွင်းထဲကိုမဖြစ်မနေသွားခိုင်းတယ်။သူ့ရဲ့တည်ငြိမ်တဲ့အပြုအမူတွေကြောင့်သူ့ကိုပိုပြီးသဘောကျမိတယ်။နောက်တစ်နေ့ဗော်လီဘောချိန်မှာသူနဲ့အတွဲလုပ်ဖို့ကျမအရင်စပြီးကမ်းလှမ်းခဲ့တော့သူလဲချက်ချင်းပဲသဘောတူခဲ့တယ်။ပွဲမစခင်မှာကျမကသူ့ကိုကာကွယ်ပေးမယ်လို့ယုံကြည်ချက်ရှိကြွေးကြော်ခဲ့ပေမဲ့ပွဲစပြီးမကြခင်မှာပဲမောပန်းသွားတယ်။အဲ့ဒီအချိန်မှာပဲသူကအလျင်အမြန်ပြေးလာပြီးကျမစီလာတဲ့ဘောလုံးကိုကာကွယ်ပေးတယ်။ကျမဘာမှမဖြစ်ဘူးလို့ပြောပေမဲ့သူကတော့အတင်းမဲ့အခန်းထဲကိုခေါ်သွားဖို့လုပ်တယ်။ဆရာမစီခွင့်တောင်းပြီးကျမကိုကြောပိုးပြီးခေါ်သွားတော့သူ့ရဲ့စိုးရိမ်နေတဲ့မျက်နှာကိုကြည့်ပြီးကျမပြုံးလိုက်မိတယ်။ဒဏ်ရာကြောင့်နေ့လယ်ပိုင်းမှာအိမ်မှာပဲနားနေခဲ့တယ်။အကိုကဘလို့နေလဲလို့မေးတော့ကောင်းတယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲတကားခောက်တန်ကြားရတယ်။အကိုကတကားဖွင့်ကြည့်ပြီးပြန်ပိတ်လိုက်ကကျမကိုပြင်ဆင်မလားလို့မေးတယ်။ဘာမှမတွေးမိပဲအပြင်မှာရှိတာကကျမရဲ့တော်ဖြစ်နေတာကိုသိလိုက်ရတော့အဆက်သေးပြီးအလန့်တကြားအပေါ်ထက်ကိုပြေးတက်သွားတယ်။သူကကျမအကိုနဲ့အတူအတော်ကိုအိမ်ကိုခေါ်လာပေးတာဖြစ်နေတဲ့လူတွေအားလုံးထိုင်နေကြချိန်မှာကျမအကောင်းဆုံးပြင်ဆင်ပြီးအောက်ကိုပြန်ဆင်းလာခဲ့တယ်။အကိုရဲ့အံ့ဩနေတဲ့မျက်နှာကိုလစ်လျူရှုပြီးအတော်ဘေးမှာသွားထိုင်ကနှုတ်ဆက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲကောင်လေးကချက်ချင်းဆိုသလိုကျမတို့နှစ်ယောက်ကြားထဲကိုဝင်ထိုင်လိုက်ပါတော့တယ်။